နာရီလောက်ကိုကျွန်တော်တောင်ဝိုင်းမှာအတက်အဆင်းနဲ့ရှောက်ခဲ့ရတာဖြစ်ပါတယ်စောက်ရမ်းမိုက်ပါတယ်ဒါကျွန်တော်တို့ဒီ level တစ်ခုကိုတော့ကျွန်တော်ကြော်ဖြတ်နိုင်တာဖြစ်လို့ကြောင့်ကျွန်တော်တို့ရဲ့စိတ်မှာမမြင်ရတဲ့မသိစိတ်က step တစ်ခုကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒီတော့တောင်ဝိုင်းကိုဖြစ်မနေဖန်ရောက်ရင်လာပါလို့ကျွန်တော်ပြောရပါဒါတော့ကျွန်တော်ရဲ့လုပ်နေကြအချင်းလေးတစ်ခုပါဖေတော့သားမိဘတွေကိုကြော်ပြီးမှအခီးထွက်ပါတယ်ကဲဖန်မကောင်းရင်တော့ဖန်သွားတဲ့လမ်းမှာကျွန်တော်တို့အစာပြေမိထီလာမှာဝင်ပြီးတော့နားကြပါတယ်နောက်ဆုံးတော့ကျွန်တော်အရန်လဲချင်းပြီးတော့ရှုခင်းနဲ့အရန်လာတဲ့နေရာကိုကျွန်တော်ရောက်ရှိခဲ့ပါပြီဆွဲကပြင်အောင်အရင်တော့ရှုခွင်းနေဆိုတော့တိတ်နှံ့အောင်မလဲခဲ့ရအောင်ဗျရှုခင်းတွေကကျွန်တော်ထင်ထားတဲ့ထက်ကိုပိုးပြီးတော့အရန်လှပါတယ်အရန်လေးအေးချမ်းပါတယ်မြို့လေးကလေကျွန်တော်တို့တဲတဲ့ဟိုတယ်ကလည်းတောင်ရဲ့ကဲ့ရဲ့မှာဖြစ်တဲ့အတွက်ကြောင့်တောင်မျိုးကြည့်ပြီးတော့တဲရတဲ့ fight ကဘာနဲ့မှမတူဘူးဗျာကဲကျွန်တော်တို့အခုပဲဖအံကိုရောက်တာဖြစ်ပါတယ်ကဲဒီတစ်ခေါက်ကတော့ကျွန်တော်မိုးရွာလို့ဒီမှာရှုပ်စမိုးနဲ့အလှပြင်ပြီးတော့ထွက်လာတဲ့အချိန်မှာအခုလိုကျွန်တော်အခုလိုဘာကူလဲရသေးကူလားအဲ့မှာဖအံရသေးကူဆိုလားရသေးမဟုတ်ဘူးသွားနေတာဖြစ်ပါတယ်ရသေးကူနော်အေး yes ဒါတော့ဖအံညာသေးပါမသိရင်တကယ်ကို PKK နိုင်မှာကတ်လို့ပဲတန်ရှင်းမှုတွေကွာခြားတာလွယ်လို့ကျန်တာလုံးဝကိုအစုံအလင်စားတဲ့16000တကယ်ကိုရတာဖြစ်ပါတယ်အားကြောင့်ဖအံဆွဲကပင်ကိုရောက်တယ်ဆိုရင်ဖအံညာသေးကိုရောက်အောင်သွားဖို့အကြံပြုပါတယ်ဖအံကိုလာတဲ့အဓိကအကြောင်းရင်းမှာတောင်ဝိုင်းကိုတောင်တက်ဖို့အတွက်လည်းအဓိကပါပါတယ်၄နာရီခွဲကိုစိုးရိမ်ထားပါတယ်ဘာလို့လဲဆိုတော့မနေ့ sunset ကိုအဓိကကြည့်ချင်လို့ပါဒါ very first time ပါနော်ဖန်တော့ရောက်ဖြစ်ပါတယ်ဒါပေမဲ့ကြောင်ဝိုင်းတော့မတက်ဘူးနောက်ခက်လေ Okay that is called တောင်ဝိုင်းဒီဒါကတော့ကျွန်တော်တောင်ဝိုင်းရဲ့ကျွန်တော်ရောက်ခံနေ7 minute လို့ဖြစ်ပါတယ်နောက်ကမိန်းမကိုခေါ်လာတပြေပါ Okay ကျွန်တော်အောင်မြင်သွားတက်ခဲ့ဖြစ်ပါတယ်ကျွန်တော်တောင်ဝိုင်းကိုတော့ peaceတောင်ဝိုင်းမော်ကိုရောက်ချင်းကရင်ဝစ်စုံစင်တူကိုလဲပြီးတော့တောင်ဝိုင်းရဲ့အနောက်ကရှုခင်းနဲ့တဝါကြီးတပ်ပုံတွေရိုက်ဗီဒီယိုရိုက်ခဲ့ပါတယ်တောင်ဝိုင်းထိတ်ဆုံးရောက်တယ်ဆိုရင်ဒီအလံနဲ့အမတ်တရတပ်ပုံရိုက်ကြပါတယ်လုံးဝ2နာရီလောက်ကိုကျွန်တော်တောင်ဝိုင်းမှာအတက်အဆင်းနဲ့ရှောက်ခဲ့ရတာဖြစ်ပါတယ်စောက်ရမ်းမိုက်ပါတယ်ဒါကျွန်တော်တို့ဒီ level တစ်ခုကိုတော့ကျွန်တော်ကြော်ဖြတ်နိုင်တာဖြစ်လို့ကြောင့်ကျွန်တော်တို့ရဲ့စိတ်မှာမမြင်ရတဲ့မသိစိတ်က step တစ်ခုကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒီတော့တောင်ဝိုင်းကိုဖြစ်မနေဖန်ရောက်ရင်လာပါလို့ကျွန်တော်ပြောရပါဒါကတော့ကျွန်တော်တို့ရဲ့အဖွဲ့တောင်ဝိုင်းကနေအောက်အဆင်းနောက်ဆုံးပြင်လာတာဖြစ်ပါတယ်အရမ်းမိုက်ပါတယ်အရမ်းလည်း pressure ကြီးကြတယ်ဒီမှာဘယ်လိုလဲခံစားချက်တောင်ဝိုင်းအဆင်းလေးပြောအောင်အယောင်မောတယ်နောက်ပဲအောင်မမလာတော့ဒါတော့နည်းနည်းလေးချော်ရယ်ဘယ်လိုလဲချော်ရယ်နော်ချော်ရယ်ညောင်ကျေးဇူးရောဘယ်လိုရှိရောတောင်းဝိုင်းချင်းနေမိုက်တယ်ဒါကတော့နောက်တည့်ရဲ့ကျွန်တော်တဘာဝလိုင်ကူရဲ့အလန်ဝမ်အင်းရဲ့တွားဖို့အတွက်ကျွန်တော်စောင့်နေကြတာပါဒါကတော့ကျွန်တော်တို့ရဲ့ဖန်ခီးစဉ်မှာစီစဉ်တဲ့ဟိုဘေးကလီဒါပါသူ့ရဲ့စီစဉ်မှုကြောင့်ကျွန်တော်တို့တွေညရောနေရောအိုဘေးရောမပြတ်ပါဘူးတော့ကိုစီးရပါတယ်အပေါ်မှာစီးရပါတယ်စီးရပါတယ်ကျွန်တော်မနေ့ကဆိုလဲဂျာကြီး7နိုင်လောက်တင်းချိုင်းဖြတ်ပြီးတော့စီးရပါတယ်ဒီလိုအမတ်တရလမ်းမှာဓမြတိုက်မဖြတ်ရပြန်ကောင်းပါတယ်ဒီလိုအမတ်တရတွေကဒါတော့ကျွန်တော်တို့အတွက်ကတော့မထူးဆန်းတော့ပါဘူးမထူးဆန်းတော့ပါဘူးဂေါ်ရန်ကြီးမှလည်းဒါဗီဒီယိုတင်ထားပါတယ်မတရားပေါင်းများသွားတယ်လို့ရှာစရာခီးအဲ့ဒီမျက်နှာကိုမှတ်ထားပါအဲ့ဒီမျက်နှာကိုမြင်တာနဲ့ခီးသွားမလားမသွားဘူးလားဆိုတော့ကိုယ့်ဘာသာဆုံးဖြတ်ဒီလိုတော့သွားနေရတယ်လို့ဆိုတော့ရှုခင်းနေရတော့ရန်လာပါတယ်မြင်တဲ့တိုင်းပါပဲရန်လာပါတယ်ဒါကတော့ကျွန်တော်တို့ဟာလောဝါအင်းကျွန်တော်တို့သဘောလိုင်းကိုသွားတဲ့နေရာဖြစ်ပါတယ်သူကလိမ့်နဲ့သွားတယ်ဆိုရင်တော့သူကဒါလည်းနှစ်ခုတစ်နေရာလုံးသွားလို့ရတယ်ပေါ့နော်ဗီဒီယိုဒါကတော့ကျွန်တော်တို့တွေဖမ်းမှာကျွန်တော်တို့ဒါဖောင်စီးတာဖြစ်ပါတယ်လုံးဝမိုက်တယ်ကျွန်တော်ရှူခင်းကစောက်ရမ်းမိုက်တယ်ဒီကပြမယ်နော်အဲ့လိုရှိတယ်ရှူခင်းကအဲ့ကွက်စောက်ရမ်းမိုက်တယ်ဒါကတော့ကျွန်တော်အနဝအင်းကအပြန်ကျွန်တော်တို့လှေစီးပြီးတော့ပြန်ကြပါတယ်အသွားတော့ကျွန်တော်ဖောင်စီးတာပါအပြန်မှာတော့လှေနဲ့ကျွန်တော်တို့ပြန်လာပါတယ်အဓိက fight နှမျိုးရချင်တဲ့အတွက်ကြောင့်လှေစီးပြီးလှေပေါ်မှာအိပ်ပြီးတော့လိုက်ရတဲ့ feel တကယ်မိုက်တယ်ဒါကတော့အရင်လာတဲ့သဘာဝလိုက်ကူရဲ့အထွက်ပဲဖြစ်ပါတယ်ရေတက်နေတဲ့အချိန်မှာတော့ဒီထဲကိုဝင်လို့မရရင်ပဲကျွန်တော်တို့ရေကျနေတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေဝင်ခဲ့ပါတယ်အရင်ကန်အောင်လည်းလို့ပြောမှာပေါ့နော်အရင်လည်းမိုက်ပါတယ်တော်တော်ကြောက်ဖို့ကောင်းတဲ့ထဲမှာမှောင်မဲနေလို့ဒါကတော့ဇွဲကပင်တောင်ရှိရာကျွန်တော်တို့ဇွဲကပင်ရဲ့ view ကိုကြည့်ဖို့အတွက် cable ဖြစ်ပါတယ်အဲ့ cable စီးရလဲတော်တော်မိုက်ပါတယ်အေးစစ်စစ်လေးနဲ့ပုံမှန်လေးပါပဲအားလုံးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်
ဖန်ရောက်တယ်ဆိုရင်ဇွဲကပင်တောင်ရဲ့ကေဘယ်တွေရောတောင်ဝိုင်းတွေရောတက်ခဲ့ဖို့အတွက်ကျွန်တော်အကြံပြုပါတယ်ပြီးတော့ကျွန်တော်တဲတဲ့ဟိုတယ်ကအရန်လာတယ်ဗျအဲ့ဟိုတယ်နာမည်ကဟိုတယ်ကရန်ဗယ်လီဖြစ်ပါတယ်